မင်္ဂလာပါကျွန်တော်ဒီကနေပြန်လဲကြိုဆိုပါရစေဒီနေ့ကလည်းမနေ့ကလိုပဲချန်ပီယံလိဂ်နှစ်ပွဲရှိတယ်ဒီနှစ်ပွဲကိုကျွန်တော်ညီကိုတွေကိုဒါချပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်တွေကတော့ဒါကြည့်လို့ကောင်းမဲ့ပွဲစဉ်တွေလို့ကျွန်တော်နေမြင်တယ်တော်တော်လေးကြည့်ကောင်းမဲ့ပွဲစဉ်ဖြစ်တယ်PSG နဲ့လီဗာပူးရှိတယ်ပြီးတော့ဒါဘာစီလိုနာနဲ့အက်တလက်တီကိုရှိတယ်စုစုပေါင်းနှစ်ပွဲပေါ့နော်ဒီနှစ်ပွဲရှိတယ်လက်ရှိပေးထားတဲ့ GA ကဒါဘာစီလိုနာကနေအက်တလက်တီကိုဒါတစ်လုံးကို90ချုံပေးတယ်ကိုပုံကြီးမှာ3လုံးကိုအပြည့်ရှုံပေးတယ်နေ့ရက်လောက်ကကျွန်တော်ကြည့်တဲ့အချိန်တုန်းကတော့ဘာစီလိုနာကတစ်လုံးတည်ရပဲပေးထားတာဗျာပြောရမှာဆိုရင်ကြီးတက်လာတဲ့အနေအထားမှာရှိတယ်ပြီးတော့နောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေတော်တော်များများမှာလဲဒါဘာစီလိုနာအိမ်ကွင်းမှာဆိုရင်ဒါဘာစီလိုနာအနေနဲ့ဒါသူ့အိမ်ကွင်းမှာအက်တလက်တီကိုဂိုးပြတ်ထားတယ်ကျွန်တော်တွေ့ရတယ်နောက်ဆုံးကစားပွဲ9ပွဲစတိုက်ဒါပြီးတော့ချုံပွဲမရှိဘူးအက်တလက်တီကိုဘက်ကကြည့်ရမယ်ဆိုရင်တော့ဒါအက်တလက်တီကိုအနေနဲ့ဒါလက်ရှိမှာဒါစပိန်လာလီဂါဖလားမှာပေါ့နော်အဆင့်4နေရာမှာရှိတယ်ဘာစီလိုနာကဒါလက်ရှိအဆင့်1လို့ပြောရမယ်လိုင်းရဲ့အနေထားရကြည့်မယ်ဆိုရင်လည်းဒါလိုင်းရဲ့ကတော်တော်လေးကွာတယ်ဗျဘာစီလိုနာလိုင်းရဲ့ကဒါတိုက်စစ်မှာဆိုလီယွန်ဒော့စကီပါမယ်လာပိုင်းရမယ်ပါမယ်ပြီးတော့ဒါ risk 4တို့ပါပါပေါ့နော်တစ်ဖက်ဒီအက်တလက်တီကိုဘက်ကကြည့်မယ်ဆိုလဲ Griezmann တို့ဘာလို့ဒီပါလာမယ်လို့ကျွန်တော်နေထင်တယ်ပြီးတော့ဒီနောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေအရာရောလက်ရှိပေးထားတဲ့ကြီးအရာရောဆိုရင်ဒါပြီးတော့ပေးတဲ့ကြီးလို့ကျွန်တော်အနေနဲ့မြင်နေပြောရမယ်ဆိုတလုံး90ချုံးကဒါဘာစီလိုနာနဲ့အက်တလက်တီကိုကြည့်ရမယ်ဆိုရင်ပြင်းတယ်လို့မြင်ရပါမယ်ဒါကပုံမှန်ကြီးပဲလို့ကျွန်တော်အနေနဲ့မြင်နေဘာဖြစ်လို့လဲဆိုရင်နောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေမှာပွဲဒါဂိုးပြတ်ထားတာတွေအကြောင်းဒီပုံစံကြီးမျိုးပြီးတာတော့မြင်နေပြီးတော့အိမ်ကွင်းအားသာရှစ်ကြောင်လို့လည်းမြင်နေအိမ်ကွင်းအားသာရှစ်ဆိုတဲ့နေရာမှာဒါဂိုးပေါင်းကြီးက3လုံးကိုအချုံးဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒါဂိုးပုံပဲပွဲတစ်ပွဲလို့လည်းကျွန်တော်တို့သတ်မှတ်လို့ရတယ်နှစ်ဖက်ဂိုးသွင်းရှိမှာပါလားဒါနှစ်ဖက်သွင်းကိုရှိမယ်လို့ကျွန်တော်အနေနဲ့မြင်နေပေါ့နော်အက်တလက်တီကိုဒီဘာစီလိုနာကပဲဒါတစ်လုံး90ရှုံးပေးထားလို့ဒါဘာစီလိုနာတစ်ဖက်ထဲကပဲဂိုးသွင်းမယ်လားဆိုရင်တော့မဟုတ်ဘူးပြဒါအက်တလက်တီကိုဘက်ကလည်းဂိုးသွင်းလာနိုင်တဲ့အနေအထားမှာရှိတယ်လို့ကျွန်တော်အနေနဲ့မြင်နေအနည်းဆုံးတစ်လုံးသားနဲ့ကတော့နိုင်တယ်ဒါကြောင့်ဒါကျွန်တော်အနေနဲ့ပြား90ကိုဘာစီလိုနာဘက်ကနေထည့်ခြင်းနဲ့အကြိုက်တွေ့ညီကိုတွေလိုက်ကစားပါဘာစီလိုနာဘော်ရီပါဒါဆိုတော့တစ်ပွဲသွားရမယ်နောက်တစ်ပွဲကတော့ဒါ PSG နဲ့လီဗာပူးပွဲစဉ်ဖြစ်ပါတယ်ဒီပွဲကပိုလို့မျှတာတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ခဏပွဲတဲ့ဆိုင်ဘာဖြစ်လို့လဲဆိုရင် PSG ကအိမ်ကွင်းကနေတစ်လုံးကို90စားပေးတယ်ဂိုးပုံကြီးမှာ3လုံးကို90ရှုံးပေးတယ်ဒါကပုံမှန်ဖြစ်တဲ့ကြီးအတိုင်းပဲပေးထားလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်ရိုးရှင်းရှင်းလေးတွေးလိုက်မယ်ဆို PSG အိမ်ကွင်း PSG မှာနိုင်မယ်ဆိုပြီးတော့ဒါတွေးလိုက်မယ်တစ်လုံးတာနဲ့ကျွန်တော်တို့90စားရပြီဆိုပြီးတော့တွေးလို့ရတယ်ဒါပေမဲ့ဘော်ရီဂျီကိုကျွန်တော်အနေနဲ့တိတ်မကြိုက်ဘူးဗျဘာဖြစ်လို့လဲဆိုပြီးခဲ့တဲ့နှစ်တည်းကလည်းဒါ Z1 နေဒါ Z1Z တွေဒီပုံစံအတိုင်းပဲအမြဲသွားပြီးခါမှဒါဒီနှစ်ကြမှာဘာလို့ဒါဂိုးပုံကြီးကိုတော့အများကြီးပေးထားရလဲဆိုတော့ကျွန်တော်နည်းနည်းစဉ်းစားစရာတစ်ချက်ရှိရပေါ့နော်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာပေးထားတဲ့ကြီးရ350ဆုံးဂိုးပေါ်ဘက်ကိုအသားပေးပြီးတော့ပေးတာတော့ကျွန်တော်အနေနဲ့တွေ့ရတယ်ဒါပေမဲ့ဂိုးပေါ်ကြိုက်လာဆိုရင်ဂိုးပေါ်လည်းမကြိုက်ပြန်ဘူးဘာဖြစ်လို့လဲဆိုရင်လီဗာပူးအနေနဲ့ဒါအဝေးကွင်းဖြစ်တဲ့အတွက်ကြောင့်ဒါ PSG အင်ကွင်းမှာတော့တအားကြီးဖွင့်ပြီးတော့ဆော့လာမယ်လို့ကျွန်တော်အနေနဲ့မမြင်ဘူးဒါအိမ်ကွင်းရောက်မှာဖွင့်ချင်ဖွင့်လိုက်မယ်ဒါကြောင့်ဒီနေ့ပွဲကဒါ PSG ဒါတိုးတိတ်တိတ်နဲ့ပြီးပိတ်ပြီးတော့ဆော့လာမယ်ပုံစံအနေထားပို့လို့ရှိရလို့မြင်တယ်ဒါကြောင့်ဒီနေ့ပွဲမှာရွေးချယ်ရမယ်ဆိုလဲဒါ PSG နဲ့အက်တလက်တီကိုပွဲစဉ်မှာဒါဘော်ရီဂျီအရာကြည့်မယ်ဆိုရင်တော့ဒါ PSG ဘက်ကတာကောင်းတာနိုင်တယ်ဆိုပေမဲ့ကျွန်တော်အနေနဲ့ဒါဘော်ရီဂျီကိုတိတ်မကြိုက်ဘူးဒါကြောင့်ဂိုးပေါင်းကြီးကိုရွေးပြီးတာဖြစ်ပါတယ်ဂိုးပေါင်းအနေနဲ့ကတော့ကျွန်တော်အနေနဲ့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ပေးထားတဲ့ကြီးအရာဒါ2-1လောက်ထိတွားနိုင်တဲ့အနေအထားမှာလည်းရှိရင်ရှိမှာပေါ့နော်နောက်ဆုံးကစားတဲ့ပွဲစဉ်တွေမှာဘယ်လောက်ပဲဂိုးအောက်ပေးထားတဲ့ကြီးအရာဆိုရင်တော့2-1 2-2ဒီပုံစံလောက်ထိတွားရမယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အလွန်ဆုံးရောက်ခဲ့ရင်တော့2-1လို့ပဲမြင်တယ်ဒါကြောင့်ဒီနေ့ပွဲကိုဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်အကြိုက်တွင်ဒီကိုလိုက်ဆော့ပါPSG နဲ့ဒါလီဗာပူးနဲ့ကိုဒါဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်လီဗာပူးအနေနဲ့ဒါအဝေးကွင်းမှာပိတ်ပြီးတော့ဆော့ပြီးတော့ဒါအိမ်ကွင်းရောက်မှာပဲပြန်ပြီးတော့ကစားမဲ့အနေအထားရှိတယ်ပေါ့နော်ဒါကြောင့်ဒီနေ့ပွဲကိုကျွန်တော်အနေနဲ့ဂိုးပေါင်းအောက်ကြိုက်ပါတယ်ဒါဆိုစုစုပေါင်းကျွန်တော်ချန်ပီယံလိဂ်နှစ်ပွဲပြောပြီးတော့ပါပြီပထမတစ်ပွဲမှာတော့ဒါဘာစီလိုနာနဲ့အက်တလက်တီကိုပွဲစဉ်မှာဘာစီလိုနာကိုကျွန်တော်အနေနဲ့ရင်းထားတာပေါ့နော်ဘာစီလိုနာဘော်ဒီပါဒုတိယတစ်ပွဲဖြစ်တဲ့ PSG နဲ့လီဗာပူးပွဲမှာဆိုတော့ကျွန်တော်အနေနဲ့ဒါဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဘာစီလိုနာဘော်ဒီနဲ့ဒါလီဗာပူးဂိုးပေါင်းအောက်ပါအကြိုက်တွင်ညီကိုတွေလိုက်စော်ပါဥပမာနှစ်သင်းမောင်းတွဲဆော့ခြင်းရင်လည်းဆော့လို့ရပါတယ် Telegram ကိုမ join ရတဲ့ညီကိုတွေရှိရင်လည်း join ထားပါဒီနှစ်ပွဲတွေကမှကျွန်တော်ပို့ပြီးတော့ကြိုက်တဲ့ပွဲတပွဲကောင်းကိုတော့ကျွန်တော်အနေနဲ့ Telegram မှာတင်ပေးပါမယ် Telegram ကိုမ join ရတဲ့ရင်လည်း join ပါကျွန်တော်မောင်းကတ်တွေကို Telegram မှာပဲတင်ပါတယ်ဒါ YouTube မှာမောင်းကတ်ပြောတယ်ဆိုတော့တော်တော်ရှားတယ်ပေါ့နော်ဒါကြောင့် Telegram ကို join ထားပါမောင်းကတ်လိုချင်ညီကိုတွေတပွဲကောင်းလိုချင်ညီကိုတွေ Telegram ကို join ထားပါ
Telegram channel link ကိုတော့ကျွန်တော်ဒါဒီဗီဒီယိုရဲ့ comment မှာချပေးထားပါမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲညီကိုတွေအားလုံးပဲအပေါင်းပြနိုင်ကြပါစေခင်ဗျ